အားလုံးပဲမင်္ဂလာပါဘိုက်ပူတစ်ကနေပြန်လဲကျူးဆိုလိုက်ပါတယ်ကျွန်တော်တို့ပွဲကြောင်းမပြောခင်ကျွန်တော်တို့ဒီညကမ်မဲချက်စီနဲ့အဆွန်ပြီးတာပေါ့နော်အဲ့ပွဲမှာပထမဆုံးကိုသွင်းမဲ့သူနဲ့ပွဲပြီးရလက်ကလေးမန်ပေးခဲ့ရင် react ပေးရမယ်ပေါ့ဗျာဟိုကျွန်တော် page ကလေးကို follow လုပ်သွားမယ်ပေါ့အဲ့မှာကျွန်တော်မှန်ခဲ့လို့ရှိရင်ကျွန်တော် cashback 3000ပေးပါမယ်ဘယ်လိုပုံစံမျိုးလဲဆိုဥပမာချက်စီနဲ့အဆွန်ပြီးလာမှာဖီလာဘက်ကပထမဆုံးဥပမာကိုသွင်းလိုက်တဲ့လူကထားပါတော့ Roger ပေါ့ဗျာ Roger ပွဲပြီးရလက်က22ဆို22 23ဆို23အဲ့ပုံစံမျိုးပေါ့တယောက်ကတော့တစ်ခါပဲမှန်ပြီးသိချင်ပါတယ်ဟုတ်ကျေးဇူးပါပွဲကြောင်းဆက်ပြောပါမယ်ပေါ့နော်ပွဲကြောင်းကဒီနေ့ Mercedes နဲ့ Nottingham နဲ့ပေါ့ Nottingham အင်ကွင်းမှာစောဆုံးပွဲ9နာရီကန်မယ်စောပိုင်းကြီးကတော့ 1D နဲ့3 plat 30ပေါက်တယ်ပေါ့နော်အခုလက်ရှိချိန်ထိတော့1 plat 20 3 plat 10ပေါ့အဲ့အရာမှာကျွန်တော်တို့အဲ့တော့ဟိုနောက်ဆုံး6ပွဲမှာ Premier League 6ပွဲမှာသူတို့တွင်းတဲ့ဟာပေါ့နော်ကျွန်တော်ကြည့်လိုက်တော့နှစ်သင်းပေါင်းတွင်းတာကတစ်ခါပဲရှိတယ်ဗျနောက်ဆုံး6ခါမှာ9ခါကတစ်သင်းနဲ့ပဲ9သင်းနဲ့ပေါ့နော်အဲ့ဒါ Premier League တွေကြီးပြီးတော့နောက်ဆုံး FA မှာဆိုလို့ရှိရင် FA နဲ့ဆို9ခါမှာ6ခါတစ်သင်းနဲ့ပဲ9ရတယ်ပေါ့နောက်တစ်သင်းက9မရဘူးပေါ့အဲ့လိုတိုင်းတာလေးတွေရှိတယ်အဲ့တော့ကျွန်တော် City ပွဲကို9အောင်ကြိုက်ပါတယ်ဗျ9အောင်ကြိုက်တယ် City ကိုပိတ်ကံမယ်ပေါ့ဗျာ 1Z 2Zနောက်ဆုံးစင်1 2 C3 ပေါ့ဗျာကျွန်တော် City ပွဲလေးကိုရွေးချယ်ချင်ပါတယ်နောက်ကျွန်တော်ဘုံမောက်ပွဲကိုပြောပါမယ်ဘုံမောက်က Brentford နဲ့ Brentford အိမ်ကွင်းပေါ့နော် Brentford အိမ်ကွင်းမှာတီ30 3 plat 50ပေါ့နော်လက်ရှိချိန်ထိတော့အဲ့လိုပေါက်တယ်ဗျ Brentford ကပေးတာပါအဲ့တော့ Brentford နဲ့ဘုံမောက်မှာနောက်ဆုံး6ပွဲမှာ4ပွဲ9ပေါ်ထားတယ်ဗျ3လုံး4လုံး5လုံး6ပွဲမှာ4ပွဲ9တီးတီးတွင်းထားတယ်ပေါ့ဗျာရိုက်လက္ခဏာကလည်းတွင်းနိုင်မှာပါဗျBrentford လည်းတွင်းနိုင်မယ်ဘုံမောက်လည်းတွင်းနိုင်မယ်ကျွန်တော်1-1လောက်ကစကြည့်ရမယ်ထင်တယ်ဗျဘုံမောက်ကဂျန်နယ်တင်လှုပ်ရင်သူလည်းလိုက်လှုပ်တယ်ဗျဂျန်နယ်တင်က EBE ဆိုရင်ဒီကောင်သိပ်မစွန်းဘူးပေါ့နော်နောက်စီမန်ညိုတို့ဘာတို့ဒီပွဲလောက်ပြမယ်ထင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဘုံမောက်ပွဲလေးကိုကိုးပေါ်ကြိုက်ပါတယ်နောက်တစ်ပွဲကဘန်လီနဲ့ Everton ဘန်လီကွင်းမှာပေါ့နော် Everton ကလက်ရှိချိန်ထိဒီ80ပြီးပြန်နှလုံး30ပေါ့နှလုံး30ရှုံးပေါ့ဗျာအဲ့ပွဲမှာကျွန်တော်က Everton ကိုမကြိုက်ဘူးဗျ Everton ကိုမကြိုက်ဘူးဆိုတာကချက်စီရဝဲထားတယ်ကျွန်တော် Jubilee Hall လေးကကောင်းတယ်ဗျ Jubilee Hall နဲ့ဒီ Grealish ပေါ့ဗျာအခု Jubilee Hall အခုမပါသေးဘူးထင်တယ်ဗျအဲ့လိုမျိုးဆိုတော့ပြီးအဲ့ဒါအဲ့တော့နည်းနည်းအားနေတယ်ပေါ့ဗျာ Everton တကယ်နဲ့အဲ့နှစ်ယောက်ကလှုပ်တာဗျအထောင်ဆိုတာလည်းသိရမလား Crystal Palace တို့ Brentford က Thiago တို့အဲ့လိုမျိုးအထောင်မျိုးမဟုတ်ဘူးဗျာအဲ့က Everton အထောင်ကတိတ်ညံ့အဲ့လိုမျိုးဆိုတော့ Okay နောက်ကြီးအရာဆိုလို့ရှိရင်ကျွန်တော်တို့level 80 80ကဘန်လီကိုနိုင်မယ်ဆိုရင်ပေါ့ဗျာကျွန်တော်ကအဲ့တပူပြီးစီခြင်းတယ်ဗျဘာလို့လဲဆိုတော့အရှိမကျွန်တော်တို့ဘုံမောက်ကဘန်လီကို1.35ပေးတယ်အဲ့ဘုံမောက်ကိုတော့ Everton ကအဝေးကွင်းကနေပြီးနိုင်ထားတာဗျနိုင်ထားတာဆိုတော့Everton ကတကယ်နိုင်မယ်လို့ဘူကီတွက်တယ်ဆိုရင်တော့ကျွန်တော်ကဒီကြီးဖြစ်မယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘန်လီဘော်ဒီကြိုက်ပါတယ်ညီကူတို့အကြိုက်ဒီမှာလိုက်ပြီးတော့ချပါဘန်လီဘော်ဒီကြိုက်တယ်ကိုအောက်လီလည်းပပကြိုက်ပါတယ်ဗျနောက်တစ်ပွဲလီဗာပူးနဲ့ဟူပေါ့9နိုင်ပွဲမှာကန်မယ်လီဗာပူးက2 plat 50 3 minus 10ပေါ့အခုချိန်ထိပေါ့လီဗာပူးကဆာလာရန်ဒီယာဒီမှာပုံစံကောင်းပြမနေဘူးဆိုပေမဲ့ဆာလာကတော့အခုအာဖရိကကိုသွားပါပြီဒီညပွဲမှာဆာလာမပါဘူးအာကီတီကီပေါ့အာကီတီကီကလက်ရှိမှာလီဗာပူးတိုက်စစ်မှာအားကိုးရတယ်ဖလိုရီယန်ဘတ်လိုဘာလို့နဲ့ရှင်ရင်ကိုပဲသူကကိုရီလည်းတွင်းပြီးတယ်ပေါ့ဗျာအီဆက်လဲနောက်ပိုင်းပြန်ကောင်းမလို့တော့ရှိနေပေမဲ့အခုအီဆက်ကမပါဘူးဗျအီဆက်မပါဘူးဆိုတော့အတိုင်းတာမှာပုံမှန်ဆိုရင်အာကီတက်ကီမိနစ်90လောက်အီဆက်20လောက်ဒါမှမဟုတ်ဘူးဆိုရင်တည်ရမလားတယောက်တက်လက်စီဝင်နေပေါ့ဗျာတကယ်လို့ပွဲရတည်ဖြစ်နေရှုံးနေဆိုနှစ်ယောက်လုံးအပြိုင်ထည့်လိုက်တယ်ပေါ့အဲ့လိုအတိုင်းတာမှာအခုကတယောက်ပဲရှိပါတယ်အထောင်တိုက်စင်မှုပါသူတယောက်တည်းတပွဲလုံးကန်ရမှာပါနောက်ဆာလဲလည်းမပါဘူးပေါ့ဗျာအဲ့လိုအတိုင်းတာလေးဒီမှာကျွန်တော်ကလီဗာပူးရဲ့ကြီးကပြင်းလွန်းနေဆိုတော့ဗျာဟူးဖြစ်နေရလဲပါတယ်ဗျတစ်ဖက်ကဟူးက
ဘယ်ကောင်းသွားကန်နိုင်နေတာဆိုတော့ဒီလောက်ကတော့ဟုတ်တယ်ဖောက်တော့ဖောက်မှာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်လီဗာပူး3လုံးတော့ပြတ်မယ်မထင်ဘူးဗျာ2လုံးလောက်တော့ဖြစ်ရင်လည်းဖြစ်သွားမှာပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်ကဟူကိုအောင်ကိုကြိုက်ပါတယ်ဟူကတော့သိကြပါတယ်ကိုမသွင်းနိုင်ပါဘူးဘာလို့လဲဆိုတော့လီဗာပူးကိုပိတ်ကန်မှာပါကျွန်တော်အထင်ပြောတာပါကျွန်တော်လည်းပွဲကိုကျူးမသိပါဘူးညီကိုတို့နဲ့အတွေးတူမှလိုက်ချပါအဲ့တော့ကျွန်တော်လီဗာပူးပွဲကိုကျွန်တော်ကိုအောင်ကြိုက်တယ်ဟူဘော်ဒီပါကြိုက်ပါတယ်နောက်တစ်ပွဲကဝက်ဆန်နဲ့ဖူဟန်နဲ့ပေါ့နော်ဝက်ဆန်အင်ကွင်းမှာနူနိုဆန်တိုရဲ့ဝက်ဆန်လက်ရှိချိန်ထိတော့ဝက်ဆန်ကခေါင်းလေးစွန်းစွန်းထွက်ထားတယ် level 10ရှုံးပေါ့3+80ကျွန်တော်ဝက်ဆန်နဲ့ဖူဟန်ကိုကျွန်တော်9ပေါ်ကြိုက်ပါတယ်ဖူဟန်ပွဲလေးတွေကျွန်တော်ကြည့်ဖြစ်ပါတယ်ဖူဟန်ကကစားပုံလေးကောင်းပါတယ်ဗျကိုရတာလေးတွေလည်းသူတို့တန်းရှိပါတယ်သူတို့တွင်းနိုင်ပါတယ်အဲ့လိုမျိုးတိုင်းတာမှာဝက်ဆန်လည်းကုတိုင်းစင်းဆောင်ကနေပြီးတော့ကျွန်တော်တို့ထွက်မယ်ဆိုရင်ဒီလိုအသင်းတွေလောက်မှအမှတ်တီးတမှတ်ပဲရှာ3မှတ်ပဲရှာဒီလိုအသင်းတွေနဲ့အမှတ်ရှာမှကိုရမှာပါဝက်ဆန်လည်းနောက်ပိုင်းပွဲတွေမှာမန်ယူလည်းတွင်းနိုင်တယ်ဘရိုက်တန်ကိုလည်းတွင်းနိုင်တယ်ပေါ့နော်အဲ့တော့ဝက်ဆန်ကအဝေးကွင်းကနေလေsorry အင်ကွင်းကနေ Aston Villa ကိုလည်း 2-3 နဲ့ရှုံးနေဝက်ဆန်ကနိုင်ချင်းနေတယ်ဗျဒါပေမဲ့နောက်ဆုံး4ပွဲမှာတီး2ပွဲနဲ့ရှုံး2ပွဲနဲ့ပေါ့ဗျာဝက်ဆန်ကကြိုက်ပါတယ်ကျွန်တော်ဝက်ဆန်ဘော်ဒီလည်းကြိုက်တယ်ကျွန်တော်9ဘော်လည်းကြိုက်တယ်ဒါပေမဲ့တီးကြတော့ကျွန်တော်1-1လောက်ကစကြည့်ရမှာထင်တဲ့အတွက်အဲ့ပွဲကို9ဘော်နဲ့ဘော်ဒီပါကြိုက်ပါတယ်နောက်ဆုံးပွဲ Chelsea နဲ့ Aston Villa လက်ရှိမှာ 1+80 Chelsea ကနေ 3+40 ပေါက်ပါတယ်ဒီပွဲလဲကျွန်တော်ကြီးရတော့ Chelsea နိုင်မဲ့ကြီးလို့မထင်ဘူးပေါ့နော်သို့တော့ Chelsea ကအဲ့လိုအရန်ကောင်းတဲ့ကောင်နေဆိုရင်တော့နည်းနည်းလေးသူတို့လိုက်ကောင်းတာရှိတယ်သူတို့တန်လေးကန်မှပဲဒီကောင်လေးဘောကအာဆင်နယ်တို့မန်စီးတီးတို့လိုက်ကတ်နိုင်မယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကြီးရဲ့ Chelsea ရဲ့စီမံချက်ကအဲ့လောက်ကြီးမယ်လို့မထင်ပါဘူးသူတို့အမှတ်ပေးအတွက်တော့လုံနေတာမဟုတ်ဘူးပေါ့နော်အဲ့လိုပွဲမှာကျွန်တော် Aston Villa ကြိုက်ပါတယ် Aston Villa တီလောက်ဖြစ်သွားနိုင်ပါတယ်နိုင်နိုင်ပါတယ် Aston Villa ဘော်ကြီးကြိုက်ပါတယ်ပိုးကြိုက်တာကတော့ကျွန်တော် Aston Villa 9ဘော်ပိုးကြိုက်ပါတယ်ကျွန်တော်တို့1-2လောက်2-3လောက်ကျွန်တော်သိထင်ပါတယ်အဲ့တော့ Aston Villa 9ဘော်ကြိုက်ပါတယ်ဘော်ဒီပါကြိုက်ပါတယ်ဟုတ်ကျွန်တော်ကျွန်တော် Arsenal ပွဲလေးကြံခဲ့ရပေါ့နော် Arsenal မှာကျွန်တော်က Arsenal နဲ့ Brighton Arsenal အင်ကွင်း 1.90 ကိုပေါင်းတီ 3+10 ပေါ့နော် Arsenal ကအခုလိုမျိုးကက်နိုင်နေတဲ့ပွဲလေးရောရှိနေတယ်ပေါ့ကျွန်တော် Brighton ပွဲကြီးကြည့်ပြပါတယ် Brighton ကောင်းပါတယ်နောက်ဆုံးပွဲလေးသူတို့ကောင်းတယ်ပေါ့နော်ဆိုလိုတာကကျွန်တော်ပြောကောင်းတယ်ဆိုတာတိုက်စစ်ကလေးကောင်းတယ်လို့ပြောချင်တာတိုက်စစ်ကောင်းတယ်ဆိုတော့အခု Arsenal ကယာတီစမှာ Silva ဂါဘရီယယ်အတွဲကတော်တော်ကို clean sheet တွေအများကြီးယူနိုင်တယ်မှန်ပေမဲ့ Arsenal အခုသူတို့ဒဏ်ရာရသွားပြီအခုညပွဲမှာတော့ Silva ပါမယ်ထင်တယ်ပေါ့နော်တည့်ဂါဘရီယယ်ကတော့မပါဘူးပေါ့အဲ့လိုတိုင်းတာမှာဂိုးလေးတွေခက်စစ်စီပေးရတယ်ပေါ့ဗျာအဲ့တော့ Brighton 9ရမယ်ထင်တယ်Brighton 9ရမယ်ထင်တဲ့အတိုင်းတာမှာArsenal ကတော့နိုင်ပွဲတော့တောင်းမှာပဲဆိုတော့ကျွန်တော်က2-1 2-2အဲ့လောက်ပေါ့ဗျာကျွန်တော်အဲ့လောက်ကကြီးရမယ်ကျွန်တော်ထင်တယ်ဗျအရင်ကြီးလေ Premier League ကလွဲမနေပါဘူးအဲ့တော့ Arsenal ကြီးပဲ 2-3 ဆိုတာတဲ့ဟိုဘက်ကလည်းတကူလောက်ပေးခြင်းနဲ့တိုင်းတာမှာကျွန်တော်ကတော့9ဘော်တမျိုးပဲကြိုက်ပါတယ် Arsenal 9ဘော်ပါဟုတ်ကဲ့ကျွန်တော်ပွဲတွေအားလုံးပြန်ပြောရရင် Man City နဲ့ Nottingham ပွဲမှာကျွန်တော်9ဘော်ကြိုက်ပါတယ် Arsenal ကို9ဘော်ကြိုက်ပါတယ်Brentford ဘုံမောက်မှာကျွန်တော်ဘုံမောက်9ဘော်ကြိုက်ပါတယ် Burnley နဲ့ Everton မှာကျွန်တော် Burnley ဘော်ကြီးကြိုက်တယ်9ဘော်ပါကြိုက်ပါတယ် Liverpool နဲ့ Hull နဲ့မှာကျွန်တော်9ဘော်ကြိုက်ပါတယ်ဟိုဘော်ကြီးပါကြိုက်ပါတယ် Watson နဲ့ Fulham နဲ့ပွဲမှာကျွန်တော် Watson ဘော်ကြီးကြိုက်တယ် Watson 9ဘော်ကြိုက်ပါတယ်ကျွန်တော်9ဘော်ပူကြိုက်ပါတယ်နောက်ဆုံးပွဲ Chelsea Aston Villa မှာကျွန်တော်9ဘော်ကြိုက်ပါတယ် Aston Villa ဘော်ကြီးပါကြိုက်ပါတယ်မိတ်ဆွေများအားလုံး YouTube ကကြည့်တဲ့ဘော်ဒါများကျွန်တော် page လေးကို subscribe လုပ်တော့လို့ရပါတယ်တော်တော်ကဘော်ဒါများလဲ follow လုပ်သွားပြီးတော့ real လေးတွေပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေခင်ဗျာဘော်ဒါတို့လည်းကံကောင်းပါစေကျွန်တော်လည်းကံကောင်းပါစေစနေနေ့မှာပျော်နိုင်ကြပါစေခင်ဗျာနှုတ်ဆက်လိုက်ပါတယ်